အားလုံးပဲမင်္ဂလာပါနီနီကအခု The Central ကိုရောက်နေတာပေါ့နော်အခုကာလမှာပွဲတက်လေးတွေပါတီလေးတွေများရယ်ပြီးတော့နှစ်သက်ကူကာလလည်းညီးပြီဆိုတော့သွားစရာလေးတွေများရယ်ပေါ့နော်အခါကျတော့နီနီကပွဲတက် outfit လေးကိုကြိုးစီစဉ်ချင်တာနဲ့ဒီကိုရောက်နေတာဖြစ်ပါတယ်အားလုံးနီနီနဲ့လိုက်ခဲ့ပေးကြပါနော်နီနီဒီနေရာလေးကိုပဲဖွင့်ပွဲလေးတစ်ခါရောက်ခဲ့ပူတယ်။အဲ့ဒီတုန်းကတော့ Rene Matias ရဲ့ဆိုင်ဖွင့်ပွဲလေးပေါ့နော်။အခုက Rene Matias ကနေပဲပွဲတက်ဝတ်စုံတည်တံ့ရတဲ့ Private by Rene ဆိုတဲ့ brand ခွဲလေးဖွင့်ထားပါတယ်။အခုကပွဲရဒီကာလဆိုတော့နီနီနဲ့အတူဘယ်လိုလေးရနိုင်မလဲဆိုတာလိုက်ကြည့်ပေးကြပါနော်။နီနီကလေပုံမှန်ဆိုရင်ပွက်တက်တွေကိုကိုယ့်အကိုချိုးဝလေးရှိရပေါ့နော်ဒါပေမဲ့တခါလေကြာရင်ကြိုမစီစဉ်ထားပဲနဲ့ဒီရုပ်ပြည့်ရဲ့ပေါ်လာတတ်တာမျိုးရှိရပေါ့နော်အခါကြာရင်တော့ဒီဆိုင်လေးကတော်တော်အဆင်ပြေတယ်အခုနီနီကြည့်ပြီးတော့ပေါ့နော်ဒီပွဲတက်မျိုးစုံအတွက်ကို outfit စုံလုံးနီနီတွေ့ရတယ်ပေါ့နော်အခုကနီနီကြိုက်တဲ့ဝတ်စားလေးကိုလည်းတွေ့သွားပြီဆိုတော့နီနီစမ်းပြီးတော့ဝတ်ကြည့်ရဲ့အခါကျရင်ဘယ်လိုလေးဆိုတာတေချာထပ်ပြောပြမယ်နော်နီနီလေဒီ dress ကိုမြင်ချင်းမှာဘာလို့တတိယမိလဲဆိုတော့ညီတို့ mask လေးတွေကိုတက်ပြီးတော့ပွဲတက်ရရဲ့ masquerade party ကိုတွေ့ရမှာချက်ချင်းမြင်အောင်မိသွားရပေါ့နော်ဒီကောင်ဝန်လေးကနီနီအမြင်မှာလောဝလှပကြော့ရှင်းပြီးတော့ပေါ့နော် mystery ဖြစ်တဲ့ look back ကိုသွားတယ်ပြီးတော့နီနီနောက်တစ်ခုတတိထားမိရပေါ့နော်ဒီခေါင်းဝုံချုပ်ထားတဲ့နေရာမှာဒီပလဲလုံးကြီးကိုတေချာကိုစီပြီးတော့ဒီခေါင်းဝုံထဲလုံးပုံဖော်ထားတယ်ပေါ့နော်နောက်တစ်ခုထူးခြားသွားတာပေါ့ဒီညမွေးလေးပေါ့ညမွေးလေးကိုရင်ဘတ်နားမှာလာထည့်ရတဲ့အတွက်ကြောင့်ဒီနေ့ရဲ့ခန္ဓာကိုယ်မှာဒီဝတ်စားလေးတင်လိုက်တဲ့အချိန်မှာမိမသားဆန်တယ်ပြီးတော့ဟို enchanted ဖြစ်ပြီးတော့ mystery vibe လေးသွားတယ်ပေါ့နော်နီနီကတော့ဒီကောင်ဝန်လေးကိုအရင်ကြိုက်တယ်နီနီချစ်ရတဲ့ fan တွေကထပ်ပြောချင်တယ်ဆိုတော့ဒီကောင်ဝန်လေးကလေအဲ့လိုပါတီမှာမဟုတ်ဘူးနီနီဆိုရင်တော့အဲ့လို wedding dinner ပေါ့နော်ဟိုအရင် heavy လည်းမဟုတ်တာအရင်လည်းပေါ့ပါမဟုတ်တာချားရဲဆိုရင်တော့နီနီဒီဟာလေးဝတ်ပြစ်မယ်ထင်တယ်နောက်တစ်ခုကကျတော့ဒီ beauty pageant နဲ့ပတ်သက်တဲ့ပွဲတွေမှာဆိုလဲနီနီဒီကောင်ဝန်လေးကိုထည့်သုံးလို့ရတယ်နောက်ထပ်တစ်ခုဆိုရင်တော့ pre wedding ပေါ့နော် pre wedding မှာတို့သမီးလေးပပပနဲ့လှလှပပကြော့ရှင်ဖြစ်ချင်တယ်ဆိုရင်တော့ဒီကောင်ဝန်လေးက perfect ဖြစ်ဆုံးပါလို့နီနီပြောချင်ပါတယ်နီနီရွေးကြရတဲ့က outfit တစ်စုံပြင်လဲပြီးတော့နီနီပြန်လာခဲ့မယ်နော်ဒီဝတ်စုံလေးကလေညီတို့ဆိုင်ဖွင့်ပွဲတွေ Revocative ceremony တွေမှာလုံးဝအဆင်ပြေမဲ့ခေါင်းဝင်လေးတစ်ထည်လို့ညီညီမြင်နေပေါ့နော်အသားကလည်းတော်တော်လေးကိုကောင်းတယ်ညီညီတို့ကိုလုံးဝ elegant ဖြစ်ပြီးတော့ကြော်ရှင်းစေမဲ့ဟိုခေါင်းဝင်လေးတစ်ထည်ပေါ့နော်ဒီပွဲတက်ဖိတ်တဲ့အခါကျရင်သူတို့ပေးတဲ့ theme လေးရှိရပေါ့နော်black and white theme ဆိုရင်ကိုက black and white ဝတ်ပြီးတော့ပွဲတက်ပေးရပေါ့အဲ့ဒီအခါမျိုးဆိုရင်ဒီခေါင်းဝင်ကလုံးဝ elegant ဖြစ်ပြီးတော့တကယ်ကို grand look ပေးတဲ့ခေါင်းဝင်တစ်ထည်လို့ညီညီမြင်တယ်ပြီးတော့လေဒီကထုတ်တဲ့ပေါ့နော်ဒီဇိုင်းအရေးတော့တစ်ခုချင်းစီကတော်တော်လေးကိုမှ limited ဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ညီတို့ပွဲရသွားတဲ့အခါကျရင်ပုံစံတူနေမှာမျိုးကိုစိုးရင်စရာမရှိဘူးပေါ့နော်ညီညီရဲ့အမြင်လေးဆိုရင်ပေါ့ဒီကောင်ဝန်လေးကဒီလိုမျိုး luck လေးနဲ့ဆိုရင်တော့ညီတို့ပွဲတက်တဲ့အခါကျရင်လုံးဝ elegant grand look ဟာလေးကတော့ဖြုတ်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ညီညီအမြင်ဆိုတော့ညီညီကဒါလေးကိုဖြုတ်ပြီးတော့ပေါ့ပါလေးလေတချို့ပွဲတွေမှာဝတ်ဖြစ်မယ်တငယ်ချင်းနဲ့တွေ့တဲ့အခါအရန်ပေါ့နော် heavy မသွားရမယ်ပွဲတွေဆိုတော့ညီထားမျိုးလေးဝတ်ဖြစ်မှာပါတကယ်လို့ကိုကပွဲတက်ရမယ်ဆိုရင်တော့ဒီလိုမျိုးအပြည့်နဲ့တော့အဆင်ပြေဆုံးပါပဲကဲအားဆိုတော့ညီကနောက်တစ်စုံဝတ်ပြီးတော့ပိတ်သက်တွေရှိကိုပြန်လာခဲ့မယ်နော် bye bye ဒီ dress လေးอ่ะပေါ့နော်နီနီပုံစံ dress လေးပါနီနီကလေအနည်းပြောလို့ရှိရဲ့နီနီရဲ့ fashion style ကနီနီက very classy ဖြစ်တာအရင်ကြိုက်တယ်ပြီးတော့ရိုးရိုးရှင်းရှင်းနဲ့ elegant ဖြစ်တဲ့ design တွေကနီနီအရင်ကြိုက်တဲ့ပုံစံလေးပေါ့နော်ပြီးတော့ဒီ dress လေးမှာထူးခြားတာတစ်ခုသတိထားမိလားအဲ့ဒါအနီရောင်လေးပေါ့နော်နီနီဆိုတဲ့အတိုင်းနီနီရဲ့အကြိုက်ဆုံးအရောင်ကလည်းအနီရောင်လေးပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီ dress လေးကနီနီအတွက်များလောက်ထားရလားပေါ့နော်အဲ့လိုတော့ခံစားရပါတယ်ဒါနီနီရဲ့ပုံစံနီနီကြိုက်တဲ့အရောင်နီနီလိုချင်တဲ့ classy and elegant ဖြစ်တယ်ပေါ့နော်ပြီးတော့လေနောက်တစ်ခုကဒီ dress လေးကဥမာနီနီတို့ red carpet ပေါ့နော် red carpet occasion တွေသွားတဲ့အခါကျရင်အရန်ကိုအဆင်ပြေရပေါ့နော်အရန်ကိုချက်ကက်နဲ့အရင်ကလှပါတယ်ညီညီကလေဒီ design ကိုဘယ်လိုမြင်လဲဆိုတော့တခါလေကြာရင်ညီညီတို့က event တွေကိုလူကြီးအနေနဲ့တက်ရတဲ့အခါမျိုးတွေရှိရပါတော့ဟိုလူကြီးနဲ့တက်ရတဲ့
လို့ပြောတာလေဟိုလိုမျိုးအသက်အရွယ်ကြီးအောင်ပြောတာမဟုတ်ပါဘူးနီနီတို့ကတခါလေကြာရင်အဲ့လိုလူကြီးနေရာနေသွားတဲ့အခါကျရင်လုံးဝတီတီငင်ငင်လေးနဲ့ elegant ဖြစ်လေးသွားရဲပေါ့နော်ဆိုတဲ့အခါကျတော့ဒီ dress လေးကအဲ့လို event နေနဲ့အဲ့လိုပွဲတက်တဲ့နဲ့ alive person လို့လည်းမြင်ပါတယ်ဒါကိုပင်ညာမှာသုံးလို့ရလဲဆိုတော့နီနီဆိုရင်တော့လေအဲ့လိုနီနီကဒီ beauty fashion ဘက်ကလာဆိုတော့အဲ့ရိုးဟိုနီတို့တကယ်ဒိုင်လို့ရတဲ့အခါမျိုးတွေပေါ့ပါဦးရတဲ့အခါမျိုးဆိုရင်တော့တကယ်ကိုတီတီငင်ငင်နဲ့အရန်ကိုကြက်တည်ရှိလှနိုင်မဲ့ dress မျိုးလို့နီမြင်ပါတယ်ပြီးတော့အနီအောင်လည်းဖြစ်တော့ပေါ့နော်ညီတို့မိမသားတွေရဲရင်တက်သားတဲ့ဟိုစိတ်တက်ကိုလည်းဆောင်းတယ်ပေါ့နော်အဲ့တော့ကြောင့်လို့ဒီ dress ကိုအရန်စိုက်ပါတယ်နီနောက်ထပ်ရွေးထားတဲ့ထဲကနီဘလို့ဝတ်စုံမျိုးလေးတွေကိုဘလို့တင်းလေးနဲ့ဝတ်ပြသွားမလဲဆိုတာကိုနီ fan နဲ့စောင့်ကြည့်ပေးကြပါနော်ဒီ dress လေးကလေညီဆဆရမြင်ချင်တော့ရိုးပေါ့ပါ coat dress တစ်ထည်လို့ပဲညီမြင်ခဲ့တာပေါ့နော်တကယ်တမ်းလေ तू ကလေဟိုညီမျက်လုံးထဲမှာဟာငါပေါ့ပါပွဲတက်တယ်ဆိုရင်သုံးလို့ရတယ်လို့ပဲတွေးလိုက်တာညီတကယ်ကို try ကိုလုပ်ကြည့်ရဲ့အခါမှလေဒီ dress ရဲ့အရှိန်အဝါလုံးဝပွဲကြီးရဲ့အထီကိုသွားလို့ရတယ်ပေါ့နော်ပြီးတော့လေတတိထားမိကြလားဒီ dress တစ်ခုလုံးမှာပေါ့နော်ဒီ crystal လေးတွေကိုအနုစိတ်တေချာပုံပေါ်ပြီးတော့လှုပ်ထားပါတော့ဆိုတဲ့အခါကျတော့နီခန္ဓာကိုယ်ပေါ်မှာတင်လိုက်တဲ့အခါမှာဒီအမဲပေါ်မှာကြောက်တင်နေဆိုတော့လုံးဝခန္ဓာကိုယ်တလက်ကိုတောက်ပနေတာပေါ့နော်ဒီ dress လေးကိုနီယူပြရင်တော့နီခါလေးနည်းနည်းကျင်းပြမယ်နီ fan လေးထားမိပါနီကအင်ဂျီတွေဝတ်တဲ့အခါကျရင် body fit လေးတွေကိုကြိုက်တယ်ပေါ့နော်ဒါမဲ့လေတကယ်တမ်းကျတော့ coat dress ကဒီလောက်လေးနဲ့အဆင်ပြေပါတယ်ဒီလောက်လေးနဲ့လည်းတော်တော်လှနေပါတယ်နောက်ထပ်အကြံတစ်ခုပေးရမယ်ဆိုရင်တော့နီဒီညဟာလေးကိုဘယ်မှာဝတ်ဖြစ်မလဲဆိုရင်လေနီ dinner တွေသွားတဲ့အခါကျရင်ဝတ်ဖြစ်မယ်ဘာလို့ဆိုတော့ဒီ coat dress ဆိုတာနီရဲ့signature look တစ်ခုပဲပေါ့နော်နီအရန်ကိုကြိုက်ပါတယ်ဆိုတော့နီ fan တွေလည်း dinner တွေသွားစရာရှိရင်ဒီလိုမျိုး look လေးကို try လုပ်ကြည့်ပါလို့အားလုံးချစ်တယ်နီနောက်တစ်စုံလဲပြီးတော့ပြန်လာခဲ့မယ်နော်နီလေဒီလိုလာတဲ့လမ်းမှာတွေးလာတဲ့ idea လေးတစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့နီနှစ်ကုန်ကန်นี้မှာဒီ New Year Champagne Party လေးတစ်ခုသွားဖို့ရှိရပေါ့နော်နှစ်ကုန်ကန်นี้လည်းဖြစ်တာဆိုတော့ဒီ New Year အချိန်ကာလများမှာနီကိုယ်တိုင်ရောနီကိုကြည့်ကြမဲ့လူတွေရောအားလုံးရဲ့အမြင်မှာပါပေါ့နော်အဲ့လိုပေါ့ပါနဲ့ကွက်ထက်နေမဲ့ခေါင်းဝင်လေးတစ်ခုကိုနီဝတ်ချင်ခဲ့တာပေါ့နော်Champagne Party လည်းဖြစ်တဲ့အတွက်ကြောင့်အဲ့လိုအရန် heavy မဖြစ်တာမျိုးပေါ့ပါလေးနဲ့အများကြားထဲမှာကွက်ထွက်နေတဲ့ဒီဇိုင်းမျိုးလေးကိုယူမဲလို့နေတွေးလာခဲ့တာပေါ့နော်အခုတော့ဒီဆိုင်ထဲကိုဝင်တာနဲ့ကိုပွတ်တီကိုတွေ့ရပါတော့နီဒီကောင်ဝန်လေးဝတ်ထားတဲ့အချိန်မှာဟိုဘာ accessory မှတော့အများကြီးမလိုဘူးပေါ့နော်ပုံမှန်ဆိုရင်ပွဲတွေပါတွေသွားရင် accessory တွေအများကြီးထည့်ရတယ်ပေါ့နော်ဒီဟာလေးကဒီတစ်စုံနဲ့တော်တော်ပြည့်စုံပါတယ်ပြီးတော့လေဒီကောင်ဝန်လေးကနီအမြင်နဲ့ဆိုရင်လေနီဟိုစမ်းတစ်ပြီးတော့ဝတ်ချင်တာတစ်ခုရှိရပေါ့နော်အဲ့ဒါတော့ဒီလိုမျိုးလက်ကလေးကိုချွတ်ထုတ်ပြီးဝတ်လိုက်မယ်ဆိုရင်ပေါ့နောက်ထပ်ဒီဇိုင်းတစ်မျိုးရတာပေါ့နော်ဘလို့လဲနီကတော့ဒီပုံစံလေးကိုပိုကြိုက်တယ်ပေါ့နော်နီ fan တွေရောဘလို့ပုံစံမျိုးလေးကိုပိုကြိုက်လဲနီပြောခဲ့ပေးအောင်နော်ပြီးတော့နီနောက်ထပ်ဝတ်စုံလေးကို try လုပ်ဖို့အတွက်တောက်ကြည့်လိုက်ပါဦးမယ်တကယ်တော့လေဒီ prevail by running မှာဒီပွက်တက်ဝတ်စုံစုံလင်းလင်းရောရှိရပါတော့နီဒီဇိုင်နယ်ကိုဝင်လာတဲ့အချိန်မှာအပြင်ကပြထားတဲ့ဟာလေးကိုကြည့်နေဟဲ့တော်တော်လာပဲလို့တွေးလိုက်တာဒါပေမဲ့ဆိုင်နယ်ကိုဝင်လာတဲ့အချိန်မှာလုံးဝဟိုမျိုးစုံကိုတွေ့တော့တာပဲပေါ့နော်နီဆိုရင်ဒီဆိုင်နယ်ကိုဝင်လာရင်ကနေတစ်ထည်တွေ့တာအော်ငါဒီအထည်လေးတော့ဘေးရှူတင်မှာဝတ်လိုက်ရင်သိကောင်းမှာနောက်တစ်ထည်တွေ့ပြီဆိုလဲဟဲ့ငါဖိုတိုရှူတင်လေးလုပ်လိုက်ရင်သိကောင်းမှာပဲလို့အတွေးရတစ်ခုပြီးတစ်ခုပေါ်လာတာပေါ့နော်ပြီးတော့လေဒီမှာထူးခြားတာတစ်ခုကဘာလဲဆိုတော့ဒီမှာ short dress ကနေပြီးတော့ long dress တီကိုအကုန်ရတယ်နီတို့ pre wedding ရဲ့အတွက်ရောဒီ wedding dinner တွေအတွက်ရောပေါ့နော်ဒီဝတ်စုံလင်းနေရပါတယ်နီအကုန်လုံးရှင်းပြနေဒီမှာ2ရက်လောက်အိတ်လိုက်ရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့နီအခုဟိုစမ်းဝတ်ကြည့်တာထက်ကိုပို့ပြီးတော့နီထပ်ပြီးတော့ try လုပ်ချင်တဲ့အဝတ်စားတွေထပ်ပေါ်လာတယ်ပေါ့နော်အဲ့ဆိုနေချက်ကြည့်လိုက်အောင်မယ်ဟယ်လိုဒီရေစီတင်သွားရအောင်မယ်လေပြင်ဆင်ရမှာကြီးလည်းရှိသေးရဲ့နော်ဟဲ့ဒီရှူတင်ရှိရမေ့သွားတာဂျာကြီးရဲ့ဒီမှာလေနီဟိုအထည်တွေဝင်ကြည့်နေနေလုံးဝအောင်နီမေ့သွားတာโอเคညီခုချက်ချင်းမြန်လာခဲ့မယ်နော်တကယ်တော့လေနီကဒီဆိုင်ကိုခဏလေးဆိုပြီးတော့ရှူတင်သွားရင်းနဲ့တစ်ချက်ဝင်လာတာ
ဒါပေမဲ့ဒီမှာပွဲအမျိုးမျိုးအတွက်နီနီပွဲတက်ဝတ်စုံတွေကိုကြည့်ရင်းနဲ့ဒီအလှတရားတွေမှာနေမျောပြီးတော့အလုပ်ရှိရပါမေ့သွားရပေါ့နော်အခုနီနီရဲ့စိတ်ကလေးကိုတစ်ချစ်လျှော့ပြီးတော့နီနီဒီအခုရွေးထားတာတွေပဲယူလိုက်တော့မယ်ပေါ့နော်ဒီပတ်စံသွားရှင်းလိုက်အောင်မယ်နော်တတတကယ်တော့လေနီနီထောက်ဖို့ကြည့်နေတာလေးအများကြီးရှိသေးရပေါ့နော်ဒါပေမဲ့အချိန်လည်းမရှိတော့ဘူးဆိုတော့နောက်တစ်ရက်ထပ်လာပြီးတနေ့ကုန်အေးစိတ်ဝတ်မယ်ကွာပြီးတော့နီနီတခုပြောချင်တာဒီဆိုင်လေးကလေexclusive ဆန်လေးနဲ့ဆိုတော့လေသူအရန်များနေရမျိုးမဟုတ်ဘဲနဲ့ကိုဝတ်ချင်တာလေးကိုအေးစစ်စစ်တေချာရွေးပြီးတော့ဝတ်ကြည့်လို့ရတယ်ပေါ့နော်ပြီးတော့နီနီရဲ့ experience အတွေ့အကြုံတစ်ခုအရဆိုရင်ပေါ့နော်ညီတို့ပွဲတက်ဝတ်စုံတွေဝတ်တဲ့အခါကျရင်ခန္ဓာကိုယ်ပေါ်မှာဝတ်ကြည့်ရမယ်လမ်းလျှောက်ကြည့်တဲ့အခါကျမှဝယ်လို့အဆင်ပြေတာပေါ့နော်နီနီကတော့နီနီကြိုက်တာလေးတို့အများကြီးဝယ်ခဲ့ပြီးနောက်လည်းအများကြီးထပ်လာအောင်ပါဆိုတော့ပွဲတက်ဝတ်စုံကောင်းကောင်းလေးတွေကိုစုံစုံလင်လင်နဲ့တနေရာထဲမှာအချိန်တိုတွင်းရချင်တယ်ဆိုရင်တော့ Private by Renew ကိုလာခဲ့ကြဖို့နီနီ highly recommend ပေးပါတယ်ရှင်ဒါနဲ့နီနီရဲ့အကြိုက်ဆုံး outfit လေးကဘယ်ဟာလေးဖြစ်မလဲဆိုတာကို comment ပေးခဲ့ကြပါနော်နီနီနဲ့အတူဘယ်သူတွေကအကြိုက်ချင်းတူလဲဆိုတာကိုကြည့်ကြမယ်နော်တတောင်း